Hello မင်္ဂလာပါကျွန်တော်ဒီနေ့တော့တကယ်ကောင်းတဲ့ gym တစ်ခုနဲ့မိတ်ဆက်ပြစေဗျာအဲ့ဒါဘာ gym လဲဆိုရင်တော့ tribe gym ပါနော် tribe gym ဖြစ်ပါတယ်အဲ့ဒါဘယ်နေရာမှာလဲဆိုရင်တော့ဒီဥယျာဉ်ခဲလန်းမယန်းကုန်းနှီးရက်ကွက်ဒီဥယျာဉ်ခဲလန်းမပေါ်မှာပဲဥယျာဉ်ခဲကွန်ဒူရဲ့ရှိမှရှိတဲ့ဒီတိုက်အင်ကြီးအစ်စ်ပေါ့နော်အဲမြင်းကြီးထပ်မှာပဲရှိပါတယ်ဆိုတော့အထက်ကကြတော့ကျွန်တော်တို့အမြင်တဲ့အတိုင်းပဲလုံးဝရှေ့တန့်နဲ့မိုက်တယ်ဝစ်စာလေးကနေရေချိုးခန်းနေအင်တာကြီးလည်းအကုန်လုံးပြင်ဆင်ပေးထားတယ်ပြီးတော့ပစ္စည်းတွေကလည်းအကုန်လုံးအစ်စ်ဖြစ်တဲ့ခါကျတော့ကျွန်တော်တို့သုံးတဲ့အချိန်မှာတကယ်feeling ကတကယ်မိုက်တယ်ပေါ့နော်ပြီးတော့ပီတိလည်းဖြစ်တယ်ဆိုတော့ဂျင်မိုချစ်တဲ့ညီကိုတွေအကုန်လုံးဒီမယန်းကုန်းနှီးရဲ့ကွက်ဥယျာဉ်ခဲလန်းနဲ့နေတဲ့သူတွေအကုန်လုံးဒီကနေဖိတ်ခေါ်ချင်ပါတယ်ဒီမှာစိတ်ကြိုက်ဆော့လို့ရပါပြီဘယ်လိုဆော့ရမလဲဆိုတာမသိတဲ့သူတွေလည်းအကုန်လုံးtrainer ကတေချာလေးရှင်းပြပေးထားပါတယ်trainer ကလည်းစိတ်ရှိရှိနဲ့ရှင်းပြတဲ့အခါကျတော့ဆော့ရတာတကယ်ကျေနပ်အားရမှုရှိရပါတော့ပြီးတော့ monthly fee ကကြတော့6000ဖြစ်ပါတယ်daily fee နဲ့ဆော့ချင်တယ်ဆိုရင်လည်းရတယ် daily fee ဆိုရင်တော့8000ပေါ့နော်ဆိုတော့ဒီ tribe gym မှာစိတ်ကြိုက်ဆော့လို့ရပါပြီဆိုတာဒီကနေပြောချင်ပါတယ်gym ကိုချစ်တဲ့ညီကိုတွေကျေးဇူးတင်ပါတယ်